ဤဗီဒီယိုကတော့ဇွန်ဘီရုပ်ရှင်များတဲ့တွင်အစမ်းသစ်ဆုံးနှင့်အလန်းဆုံးဖြစ်သည့်အစပိုင်းအကျဉ်းချုပ်ဖြစ်ပါတယ်။ဇလန်းအစတွင်စပင်ရှည်နှင့်တန်ရှင်းသမားတဦးဟာတားမြစ်ထားသောစမ်းသပ်ခန်းထဲသို့ခိုးဝင်သွားခဲ့ပါတယ်။အဆိုပါအခန်းထဲတွင်သတိမေ့မျောနေသောလူနာတဦးရှိနေပြီးတန်ရှင်းသမားမတော်တဆထိမိလိုက်သောစက်ပစ္စည်းကြောင့်လူနာ၏နှလုံးရမလိုဖြစ်သွားခဲ့ပါတယ်။သူဟာလူနာကိုနှလုံးပြန်နှိုးရန်ကြိုးစားရင်းမမျှော်လင့်ပဲထိုလူနာမှာဇွန်ဘီအဖြစ်ပြောင်းလဲသွားပြီးသူ့ကိုကိုက်တက်လိုက်ပါတော့တယ်ထို့နောက်ပြင်ပမှဆရာဝန်ပါထပ်မံ၍အကိုက်ခံလိုက်ရပါတယ်။တစ်ဖက်တွင်လည်းကင်းထောက်လူငယ်၃ဦးဟာတောထဲသို့စခန်းချရန်ထွက်ခွာလာခဲ့ကြပါတယ်။လမ်းခရီးတွင်မင်းတို့၏ကားဟာတမင်တကောင်ကိုတိုက်မိပြီးဘေးပေါက်သွားခဲ့ပါတယ်။သို့သောထူးဆန်းသည်မှာတိုက်မိထားသောတမင်လောင်းကြီးဟာခဏအတွင်းမှာပင်ပျောက်ကွယ်သွားခြင်းဖြစ်ပါတယ်။ထိုအချိန်တွင်ကင်းထောက်ကောင်းဆောင်ဟာရင်းတို့ကိုလိုက်ရှာရင်းတောထဲမှအတန်ကြားသဖြင့်တွားရောက်စစ်ဆေးရာအသက်ပြန်ရှင်လာသည့်တမင်ဇွန်ဘီတိုက်ခိုက်ခြင်းကိုခံရပါတယ်။နောက်ဆုံးတွင်တက်ခွဲကမ်းမှထွက်ပြေးလာသောဆရာဝန်ဇွန်ဘီ၏တိုက်ခြင်းကိုပါထပ်မံခံလိုက်ရပါတယ်။ညဘက်တွင်ကင်းထောက်လူငယ်များဟာပါတီပွဲရှိမဲ့ကလပ်သို့ရောက်ရှိလာတော့လဲမြို့ထဲတွင်လူတဦးမျှမရှိဘဲခြောက်ကပ်နေသည်ကိုသတိပြုမိသွားကြပါတယ်။ရင်းတို့ကလပ်ထဲသို့ဝင်သွားသည့်အချိန်တွင်အနောက်မှဇွန်ဘီအုပ်ကြီးရောက်ရှိလာသဖြင့်လမ်းဖြတ်ပြီးထွက်ပြေးကြပါတော့တယ်။လူငယ်တဦးဟာအိမ်သားထဲသို့ပြေးဝင်ပုန်းအောင်နေစဉ်ဇွန်ဘီကအနားအထိရောက်ရှိလာခဲ့တော့လဲတနက်နှင့်အတူရောက်လာသောအမျိုးသမီးတဦးကြောင့်အသက်ဘေးမှတီတီလေးလွတ်မြောက်သွားခဲ့ပါတယ်။ရင်းတို့အားလုံးကားဖြင့်အမြန်ထွက်ပြေးရန်ကြိုးစားတော့လဲနေကင်းကလဲလှယ်ထားသောကားဘီအပေါ်မှပြုတ်ထွက်သွားခဲ့ပါတယ်။ထိုအချိန်တွင်မြို့ထဲမှဇွန်ဘီအုပ်ကြီးဟာရင်းတို့ထံသို့အရှိန်ဟုန်ဖြင့်ဥတီ၍ပြေးဝင်လာပါတော့တယ်။